ဘယ်နေချင်းမဟုတ်လေပုံဝါရသူ့ကိုပုံနဲ့ပုံဝါတမ်းမိတော့ဆောင်းဝါတုတ်တာနော်ဒီတော့ကမမိတယ်ဟလားဟမ်နော်ပုံစံလားကနော်နော်ပုံမဟုတ်ပါအစင်းစစ်ပါလားဟိုမှာကစားဖို့ပဲတွားရတယ်စစ်စစ်ပါနော်ကိုဖရုပ်ဝလာခဲ့ပြီးရလေလက်မြရုပ်ကစားသမီးကြိုက်ပြီလားမကြိုက်မကြိုက်တဲ့ထောက်ဝယ်မယ်ရထောက်ဝယ်မယ်ကျုပ်ဝင်ရလာတာဟဲ့တူတော့လားသမီးရလေကျတူလေကျသမီးထိုင်ရုပ်ကစားတော့ပဲဘလို့ကိုကစားမှာနော်မင်းကျွေးမော်ရီနော်မနမနှစ်ယောက်ထိုင်မယ်သမီးမထိုင်မထိုင်မမကြီးမထိုင်ဟုတ်ပြီသမီးရငါလည်းမငါကစားပြီးပြန်လာမယ်မငါဦးနော်ဒီတော့ကမမိတယ်ဟလားဟမ်မမီရနော်သမီးနော်ဟုတ်နော်ပုံစံလားကနော်သူတို့ကလည်းအမျိုးတော်တယ်ဆိုလိုက်ဖို့ပဲကြည့်လို့ရနော်နော်နော်ပြီးကြတာကဟလားဖုန်းနံပါတ်ပို့ပေးပါအောင်လို့သူတို့ကသူ့တော်ဖုန်းနံပါတ်ပို့ပေးဟိုဘက်ကညဆက်နေနော်မင်းနော်ဒါပဲလေတော်တွေအကြီးပြောနားထောင်နော်မင်းမပြောလို့ရှိရင်ဖုန်းဆက်လိုက်နော်အကြီးကြီးကြည့်ပါသိလားပြောကောက်လို့ရှိရင်ဖုန်းပေါ်သိလားနော်ဘယ်နေချင်းမဟုတ်လေနော်ငါကခုညီမရအဓိကပဲနော်တင်ငယ်ချင်းအဓိကမဟုတ်သူခုညီမအဓိကပဲညီမနော်ဒါဘယ်လိုလဲမမေးလားအမေးလားမမေးလားမမေးရနော်သူကဝမ်းနဲ့တက်တယ်ပုံဝါရသူ့ကိုပုံနဲ့ပုံဝါတမ်းမိတော့ဆောင်းဝါတုတ်တာဖေးရအမားကပမာဝေ2သိန်းတဲ့သူတို့ကိုပေးလိုက်တယ်လမ်းမှာတဲ့ဟိုလှုပ်ဖို့တဲ့မိုးလေးပဲဆောင်းလို့ရအောင်3သိန်းတော့ကျွန်တော်ထည့်ပေးလိုက်တယ်လမ်းစီးရသူကူညီပေးလိုက်တယ်နော်တော်တယ်အဲ့ဒီကကလေးမပါသွားလို့အရင်ကပုံတမ်းမိတဲ့တုံသွားလို့ပြောတယ်ဟုတ်ရနော်အဲ့ဒီကမပါသွားလို့တော်ပါကြီးရကလေးနဲ့ဖက်ရဒါအဖိုးနဲ့အဖွားကိုကလေးရလာတက်ခေါ်တာနော်ကျွန်တော်ကဒီကလေးနှစ်ယောက်ဗီဒီယိုတွေ့ထည့်ရကူညီမယ်လို့တနေ့ညချပြီးတော့ကျွန်တော်ဒီကိုလာလိုက်တာလာပြီးတော့မှသူ့အမေနာကြီးအတွက်ကျွန်တော်အလှူငွေထည့်ရကျွန်တော်ပြန်သွားတာအခုဒါကလေးပို့မဲ့ရက်ကိုအဖိုးဖွားတဲ့ကိုလာပို့ပေးတာသူများနဲ့လည်းလာမပို့ခိုင်းကြည့်ဘူးမင်းကလေးရဖြစ်တယ်ဒီကျွန်တော်ကိုယ်တိုင်ကအရောက်ပြန်ပို့မယ်လို့ဂတိပေးထားဖြစ်ရတဲ့ကိုကလေးတစ်ခုဖြစ်မှလည်းကြောက်လို့မင်းကလေးတွေဖြစ်လို့အဲ့တော့သူတို့ကလည်းကံကောင်းတယ်သူတို့ဆက်ဆောက်ရတဲ့လူတွေကလည်းအကုန်ငိုဟိုဘက်မှာဗီဒီယိုလေးတင်ပြီးတွေ့လိုက်မယ်ကိုတို့တန်ရုံးနေဖြစ်တယ်အဲ့တော့တမီးဒါအဖိုးဒါအဖွားတမီးကိုကစားခွင့်ခေါ်သွားမှာတမီးနေလို့မပြောဘူးဆိုလို့ရှိရင်အကောက်ပေးထားတယ်ဖုံးပြက်ဆက်ဗန်ကောင်းကတော်တော်လေးကပြန်ကျိုးမယ်တမီးကိုမှလေးတယ်နော်ညီမတမီးနော်အဖိုးဖွားနော်ဖွားနော်ဦးကြမယ်မတက်တမီးမတက်သူလေးလိမ်မာရယ်နော်ဟုတ်တယ်ဒီဘာပြောမယ်ဖိုးရှိကိုသွားကျွန်တော်အကုန်လုံးကလည်းပြောတာအဖိုးဖွားရှိပါပို့ပေးပါမင်းကလေးဖြစ်လို့လမ်းမှာမထားပါနဲ့ဘိုးဝါရှိတယ်ပို့ပေးပါဆိုကျွန်တော်ပို့ပေးတာနော်စိတ်ချသွားရပြီအကုန်လုံးနဲ့စိတ်ချလောက်ပြီသူမိဘတွေစိတ်ချလောက်ပါပြီသူ့အဖိုးဖွားရောက်သွားပြီဆိုတော့တော်မေးစီရတော်ဦးလေးတွေတော်တော်နဲ့ဘလူးလောက်တာတော်ရတယ်တော်ပါသေးရဲ့ကိုညီမလေးကိုယူဆိုင်ရမယ်ညီမလေးတယောက်ပဲတငယ်ချင်းရအောင်မဟုတ်ညီမလေးကိုယူဆိုင်ရမယ်နော်တငယ်ချင်းဆိုတာခဏနဲ့စိတ်ဆိုရင်အိမ်ပြန်သွားရင်စကားပြောမရတော့ဘူးညီမလေးကကိုကတူတက်လုံးနေရမှာညီမလေးနှစ်ယောက်တငယ်ချင်းမခင်နဲ့နော်မမတ်နဲ့နော်ကိုညီမလေးကိုဆက်ချအောင်မယ်နော်တငယ်ချင်းကမခွဲကြည့်ဘူးလို့လို့တငယ်ချင်းအဓိကမဟုတ်ဘူးညီမလေးကအဓိကဦးကဟိုမှာသမီးတို့အင်ကြီးတွေကြံတပြန်ယူလေဦးမယ်အင်ကြီးထုတ်ကြခဲ့သေးတယ်ဦးသားမယ်နော်ဦးပြမယ်နော်ကြလားနော်ပြမယ်နော်ဦးပြဦးအောင်ပြပေါ့အဲ့ဘာလဲပါဦးဘာလဲဘိုင်ဒီဘက်တက်လေသမီးကမငိုရဘူးအမငိုလို့မရအမငိုညီမလေးငိုမယ်ဖိုးရနာရောက်လို့ဖိုးရနာရဒါသမီးတို့ကလုံကြုံဆုံးပဲတခြားမှသမီးတို့ကဘလောက်ပဲလုံကြုံနေပြောအဖိုးအိမ်လောက်မလုံကြုံဘူးသမီးနော်သမီးတို့လုံကြုံပဲဦးကဝယ်လာပေးတယ်မသားကစားမို့ရုပ်လေးရဝယ်လာခဲ့ပေးတယ်သူတို့ဝင်းစားတဲ့ရွယ်ဝင်းစားနော်ကဲခွင့်ပြုပါဦးနောက်ကြတယ်